ဒီမိန်းကလေးကမြေအောက်အကျဉ်းထဲမှာ10နှစ်ပိတ်ခံထားရတယ်။နေတိုင်းအမှောင်ထဲမှာပဲနေရတယ်။နေအောင်တော့မမြင်ရတဲ့အထိနောက်ဆုံးမျက်စိပါကန်းသွားခဲ့ပြီ။ဒါပေမဲ့တနေ့မှာတော့အမတ်ကြီးတယောက်ရောက်လာခဲ့တယ်။သူမကိုသမီးရင်းလိုအတိအမှတ်ပြုလိုက်တယ်။သူမကလွတ်မြောက်တော့မယ်လို့ထင်နေခဲ့တာ။ဒါပေမဲ့အဲ့ဒါကအစပဲရှိသေးတယ်။အမတ်ကြီးကသူမကိုရန်သူဖြစ်တဲ့စစ်သူကြီးနဲ့လက်ထပ်ပေးလိုက်တယ်။ဒီလုပ်ပြီးရင်မိမိသားစုကိုကယ်ပေးမယ်။သူမမှာညင်းပိုင်ခွင့်တောင်မရှိခဲ့ဘူး။ဒီလိုနဲ့သူမစစ်သူကြီးအိမ်ကိုရောက်လာခဲ့တယ်။ဒါပေမဲ့လက်ထပ်တဲ့နေ့မှာပဲအိမ်ထဲကမိန်းမတစ်ယောက်ကသူမကိုခြောက်ချဖို့စီစဉ်နေခဲ့တယ်။သူမကပန်းထိုးတစ်ခုလာပေးခဲ့တယ်။အပြင်းပြေလုံနေလိုက်ပါ။ဒါပေမဲ့အဲ့ဒီပန်းထိုးကစစ်သူကြီးအသက်လောက်တန်ဖိုးထားတဲ့ပစ္စည်းဖြစ်နေတယ်။မိန်းကလေးကတော့ဘာမှမသိဘူး။သူမလက်နဲ့ကင်လိုက်တဲ့အချိန်မှာရုတ်တရက်မင်းနေတဲ့မှတ်ဉာဏ်တွေပြန်ပေါ်လာတယ်။ချမ်းချင်းမင်းရဲ့ယောဂပျောက်သွားပြီလား။ရှီရဲ့မျက်စိတော့မမြင်ရတော့ဘူး။နောက်တစ်ခါလူမကယ်နိုင်တော့ဘူး။အဲ့ဒီအချိန်မှာပဲစစ်သူကြီးရောက်လာခဲ့တယ်။သူကဒီလက်ထပ်ပွဲကိုအစကတည်းကမုန်းနေခဲ့တာ။သူတို့သမီးကလည်းသူ့ရန်သူရဲ့သမီးဖြစ်နေတယ်။ဒါပေမဲ့သူမလက်ထဲကပန်းထိုးကိုမြင်လိုက်တဲ့အချိန်မှာသူ့မျက်နှာချက်ချင်းပြောင်းသွားတယ်။ဒေါသတွေတက်လာပြီးဘသူကမင်းကိုဒီပစ္စည်းထိခွင့်ပေးထားလဲ